ထိုင်းမှာအလုပ်ရှင်နေနဲ့စကားပြောတဲ့အခါဒီစကားလုံးလေးတွေကသိပြီးကြပြီလားပထမတစ်လုံးကတော့အလုပ်တွေခိုင်းထားလို့ကိုကလုပ်နေတယ်ဆိုလို့ရှိရင်กำลังทำอยู่กำลังทำอยู่လို့ပြောပါတယ်ဆိုတော့ကိုကလုပ်နေပါတယ်ဆိုတော့အဓိပ္ပာယ်ပေါ့နော်กำลังทำอยู่နောက်တစ်လုံးကတော့မြင်မြန်လုပ်ဆိုရင် reap ทำ reap ทำလို့ပြောပါတယ် reap ဆိုတာမြင်မြန်ပေါ့နော်ทำကတော့လုပ်တာ reap ทำဆိုလို့ရှိရင်မြင်လုပ်လို့ပြောတာပါနောက်တစ်ခုကကြတော့အချောင်မခွန်နဲ့ပေါ့နော်အချောင်မခွန်နဲ့ကကြတော့อย่าอู้งานဆိုပြီးတော့မှပြောပါတယ်อย่าอู้งานအချောင်မခွန်နဲ့နောက်တစ်ခုကကြတော့အရင်နားလို့ရတယ်ဆိုလို့ရှိရင်พักก่อนได้นะဆိုပြီးတော့မှပြောပါတယ်พักก่อนဆိုတာအရင်နားလိုက်အောင်လို့အဓိပ္ပာယ်ရပါတယ်ဆိုတော့พักก่อนได้တို့မဟုတ်พักก่อนได้นะပြောကြပါတယ်နောက်ဆုံးတစ်ခုကတော့ခွင့်နေပါတယ်ယူတဲ့အခါမှာขอลา1วันခွင့်တရက်လောက်ပေးပါပေါ့နော်ခွင့်တရက်လောက်ပေးပါခွင့်တရက်လောက်ယူမယ်ဆိုရင်ขอลา1วันလို့တောင်းလို့ရပါတယ်ဆိုတော့ဒီစာလုံးလေးတွေလည်းပြန်ပြီးတော့အသုံးချကြည့်ပါသိချင်တာလေးတွေရှိရင်လည်းအောက်က comment မှာမိထားလို့ရပါတယ်